ဘာလို့တော့ ပြစ်ပါလို့အိမ်ကြီးများလား ဟုတ်လား ကျုပ်တို့ပါလို့ပါငါနဲ့မင်းအဲ့တောင်မလန်းဟွာနေပြီးတော့တို့အဲ့နထိုးတောင်ဘက်ကလေကွာ ဟမ် ရွာတွေကထနောင်းမင်းလေဘက်ကနေမောင်းလာတာ ဟမ် တော်ဒီကွာဟာတော့ရွာကူမဝင်လာတို့ကကြောင်တို့က ဟမ် ရင်းပြီးချာရဟာအေးဦးမင်းရင်းနေတော့လေချိုလုံးနေရလို့မွဲနေဦးချာရ ဟမ် ဘာလို့တို့မြောင်နာပတ်ကြောင်လို့အဲ့တော့ခဏလောက်နေမှလာကြည့်အောင် ဟမ် ခဏလောက်နေလာပြီးတော့တော့ဆက်တယ် စက်တုပ်ဖြစ်နေဟောပြားနေအောင်မောင်းထား အဲ့ဒါသူကအိမ်ကြီးမြောင်အဲ့ငါချက်ကြည့်ဟာတော့ပါဒါကြောင့်ဒီအဲ့ဒါမနော်တန်းမဝယ်လို့ဗျာတော့မတန်းဝယ်မောက်တယ် ဒီကလည်းချိုးနေရ ရင်းနေတော့နဲ့ခြုံလုံးနေတယ် ဟမ် ဒီဘောခြုံလုံးနေရလို့မင်းမဝယ်နေဦးလို့ငါတို့မြောင်နာပတ်ကြည့်ကြအောင်လို့ပြမဒီနာတောင်ပြန်လဲလိုက်တာပြန်လဲတော့သူအေးကြတော့တယ်ကွာ ဟမ် အဲ့လေ တွေးကြစက်တုပ်ဖြစ်နေ ဒီဘောမင်းအဲ့ကျိုးကိုင်းပြီးလက်နေလို့တော့အဲ့နွားအဲ့ဇာနေမကင်းဘူးရေမဝယ်နေ ဟုတ်လား တဲ့ချင်းတဲ့ခြိထားရတော့နေယူ ဟုတ်လား ဘူးရတယ်နေယူအဲ့လိုတော့ဝယ် အမ်အမ် ခြိထားတယ်တော့ ပြားနေအောင်မောင်းနိုင်စိတ်မချဘူး အားနေအောင်လဲမောင်နေတော့သိမ့်ချဘူးသေးဘောအဲ့ဒါဆိုကြံဖန်တော့ရေ ဟုတ်လား ဟုတ်ဗျာ ရင်းတော့ဦးမြတ်ရှင်တို့တုတ်ခဲ့တယ်ဦးမြတ်ရှင်မနဲ့ခင်းလိုက်မောင်း